လေးကတော့ PHM Gamers မြန်မာဖြစ်ပါတယ်။နေ့ဗီဒီယိုမှာတော့ကျွန်တော်ကဘာလုပ်သွားမှာလဲဆိုတော့ပေါ့နော်ဒီတငယ်ချင်းတို့ဒီပေါ့နော် link ချနီးပေါ့နော် link ချနီးကျွန်တော်ဒီ bro တယောက်ကမေးတာရှိရပါ bro ဘယ်သူလဲဆိုတော့ကျွန်တော်ပြပါမယ်။နားလေငါဒီ media file ကိုပြန်ထည့်။ဟာကျွန်တော်ဒီ bro ပြောထားတယ်ကျွန်တော်ပြပါမယ်။ဒီ bro က account ဘယ်လိုဖွင့်လဲတဲ့ကျွန်တော်လည်းအဲ့ဒါပြဖို့မေ့တော့ sorry ပါ။ဒီမှာကျွန်တော်အရင်ဆုံး media file ရဲသွားပါ။ media file လေးကိုတော့ပြောလို့ရှိရင်တော့ကျွန်တော်ကဘာလုပ်မလဲဆိုတော့ဒီမှာ email နဲ့ address နဲ့ email address ဆိုတာကိုကြိုက်တဲ့ဟာကိုထည့်လို့ရပါတယ်เนาะဒီ bro ရဲ့ဒီ play store account email မထည့်ချင်လည်းရပါတယ်ကိုကြိုက်တဲ့ email ကိုထည့်ပေါ့ဒါနောက်က .com နေတော့ခံပေးရမယ်ဒီမှာကျတော့ကျွန်တော်က phmgaming.com ဆိုပြီးရတယ်ပေါ့password ကတော့တကယ်ကျွန်တော်ကြိုက်တာထည့်ပေါ့ကျွန်တော်ကြိုက်တာထည့်လိုက်မယ်ရှစ်လုံးထပ်တော့ပေါ်ရမယ်အဲ့ဒါပြီးတော့လို့ရှိရင်တော့ကျွန်တော်က log in ကိုနှိပ်လိုက်ပါဒီမှာ phmgamers.com interest email password email ရဲ့ password ကိုပဲထည့်ရမယ်ရှောက်ထည့်လို့မရဘူးအော်အဲ့ဆို password ကိုကျွန်တော်မှားသွားလို့ဗျဒီလိုမျိုးလုံးမယ်ဆိုရင်ကျွန်တော်ဖောက်ရတာနည်းနည်းခက်သွားလိမ့်မယ်ကျွန်တော်ကတော့ဖောက်တတ်တယ်ဒါပေမဲ့တကယ်ချင်းတို့အတွက်တော့ခက်ခဲလိမ့်မယ်ဗျအဲ့တော့ကျွန်တော်ကဒီမှာ email address ဆိုတဲ့ဟာလေးတစ်ချက်နှိပ်လိုက်ပါပြီးရင် don't have an account ဆိုတဲ့နားလေးပါ sign in ဆိုတဲ့ဟာ sign up ဆိုတဲ့ဟာလေးရှိပါတယ်ဒီမှာရသွားပြီပါเนาะရသွားလို့ရှိရင်ဒီမှာ first name ကကျတော့ PHM ဒီမှာကျတော့ gaming မြန်မာ GAMIN G gaming MYENMAR ဒီမှာ email address မှာကျွန်တော်စနပြောသလိုပဲကြိုက်တဲ့ဟာထည့် PHMGAMING gaming your password ကကြိုက်ရထည့်ပေါ့ဒါအကြမ်းမှကြိုက်ရထည့်လို့ရတာရှစ်လုံးထပ်တော့ပို့ပေါ့Okay ပြီးတော့လို့ရှိရင်ဒီမှာupgrade the team of survivor team of survive ဟုတ်တယ်အဲ့ဒါလေးကိုနှိပ်ပြီးတော့ကျွန်တော် create account ဆိုတဲ့ဟာဒီမှာ conf password ဆို password ကမှတ်မိဖို့လဲလိုတယ်6ထည့်လို့တော့မရမှတ်မိဖို့လဲလိုတယ်ဘာလို့လဲဆိုတော့ဒီမှာ password ပြန်တောင်းမယ်.com ဒီမှာ .com ဟုတ်ပြီဒီမှာသူ password ကပြန်တောင်းတယ်ဗျအဲ့တော့ကျွန်တော်ကဒီလိုထည့်လိုက်မယ်ဟုတ်ပြီသူက password လည်းပြန်တောင်းနေဆိုတော့ဘာလဲကွာဒီနေရာဘာလဲGAMING gaming ဒီလိုထည့်လို့ရလားမသိဘူးဒီလိုထည့်ရမှာနဲ့သူGAMIL gmail.com ဟုတ်လားမသိဘူး create account ဟုတ်တယ်ကျွန်တော် gmail.com လို့ထည့်ပေးရမှာဗျ gmail.com လို့ထည့်ပေးရမှာပြီးရင် skip ကိုနှိပ်လိုက်ပါgmail.com လို့နောက်က gmail.com ပါမှရမှာပါနောက်က gmail.com မှာပါမရပါဘူးဒါတော့ဗာလဲတော့မသိဘူးကျွန်တော်ပြန်ပြီးတောင်းလိုက်တယ် Okay အဲ့ဆိုတော့ကျွန်တော်ကဒီမှာ account ဖောက်လို့ရသွားပြီ link ချနေရတော့ကျွန်တော်ပြောပြပြီးတော့ပါပြီเนาะကျွန်တော်ကျွန်တော်ရဲ့တငယ်ချင်းများပတ်တူးရဲ့အောက်ပါပေါ့เนาะဒါကတော့ကျွန်တော် account ဖွင့်နေပေါ့လွဲပါတယ်เนาะအဲ့email address ကကြတော့နောက်က gmail.com လေးထည့်ပေးရမှာပါကျန်တဲ့ဟာတော့ကိုကြိုက်လို့လုပ်ပါတယ်ပြီးတော့ကြိုက်တယ်လို့လုပ်လို့ရပါတယ်ပြီးတော့ဒီပေါ့နော်ပြီးတော့ဘယ်လိုပြောရမလဲဒီ password နေရာကလည်း password ကိုကိုကမှတ်မိဖို့လိုတယ်ဘာလို့လဲဆိုတော့သူက password ပြန်တောင်းပါဗောနော်အဲ့ဒါကြောင့်ပါပြီးရင် password ကိုကိုကကြည့်လို့ရလားဆိုတော့မကြည့်လို့မရပါဘူးအဲ့ဒါကြောင့်မှတ်ထားပါတိုတိုလေးလည်းလုပ်လို့ရတယ်ရှစ်လုံးလည်းလုပ်လို့ရတယ်ကြိုက်တယ်လို့လုပ်လို့ရတယ်ဒါတော့အကောက်ဖွင့်နေပါ okay အားလုံးပဲချစ်ချစ်ပေးတော့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye bye